ဟိုကလာတာနော်ငုံပြုတ်တယ်ဟိုကလာတာ ဘယ်ကလာတော့ ငုံဖင်ကလေ ဟုတ်တယ်လေငုံကငုံဖင်နေရပဲလာတာလေ သူ့လေသူကဟိုကလာတာဆိုစိတ်ဝင်စားသွားတယ် ငုံမှာတော့ငုံဖင်ပေါ့ဟာ အေးပေါ်အေးပေါ်အေးပေါ် ငုံပြုတ်လောင် အခုလိုကားလေးနားတော့မှာကားလေးရှက်တော့မှာကျွန်တော်ရဲ့ဝိဇ္ဇာကျော်နေအောင်နေဝိဇ္ဇာကျော်နောက်မှာရောက်ငါငုံပြုတ်ရအောင်မယ်အတောင်းကုန်ကဆိုးထူးနေကြငုံပြုတ် ငုံပြုတ်ရောက်တစ်ထောင် တစ်ထောင်ဖြစ်သွားပြီလား တစ်ထောင်လေ ဟောထောင်မတော့လို့မဟုတ်တော့ ဘယ်ရမှာလဲ ဟာငုံကတစ်ထောင် တစ်ထောင်ဖြစ်သွားပြီလေ အောက်တော့မရအောင်လား အေးနေပဲခိကရောက်နေပြီထင်လေတစ်ထောင်ကတစ်ထောင်ပေါ့ အဲ့ဒါမရမစားဘူးလေတော့ငါ ငါငုံလို့ကနေပြောလို့လိုက်တာလေ တော့ဒီကငါတော့ ဒီငုံငါဘာလဲဘာလဲဝင်တာ ငုံကနေကားပေါ်ကားခဏလေးဖေးပေါ်ကွာပြီသမီးရဲ့ အဲ့ဒီလိုဘောကွဲသွားရင်ဝိဇ္ဇာကျော်ကိုလေ ဟိုကအစင်းကြီးထိတာမဟုတ်ဘူးဘောခွဲသွားတာဟဲ့ မင်္ဂလာပါခင်ဗျာတားညီနောင်တိုင်းစေဝါထုတ်လုပ်ရေးမှာထုတ်လုပ်လိုက်တဲ့ဝိဇ္ဇာကျော်အကျော်ပြေဒဏ်ကြေလင်းစေရဆိုရင်စေးစွမ်းထက်တဲ့စေးကောင်းတစ်လက်ပဲဖြစ်ပါတယ်ခင်ဗျာဒီစေးကိုဝယ်ယူအားပေးခြင်းတဲ့ customer များနဲ့ကိုယ်စားလှယ်ဝယ်ယူခြင်းတဲ့ကိုယ်စားလှယ်လောင်းများဝယ်ယူခြင်းတဲ့ဆိုရင်တော့ ရန်ကုန်မြို့အမှတ်258မြင်းစုလန်9ရပ်ကွက်ဒဂုံမြို့သိအရှိပိုင်းရာဆိုလို့ရှိရင်ဝိဇ္ဇာကျော်ရဲ့ပင်းစစ်တိုက်ပဲဖြစ်ပါတယ်ဝိဇ္ဇာကျော်ရဲ့ပင်းစစ်တိုက်မှာလည်းတောရက်ဝယ်လို့ရပါတယ် ဝိဇ္ဇာကျော်အကျော်ပြေတန်းကြီးလိမ့်လေးကိုယောဂဖြစ်တဲ့နေရာကိုတစ်နေ့3ချိန်ပုံမှန်လိမ့်ပေးုံဖြင့်ယောဂဝေဒနာများကိုလျင်မြန်စွာတတ်တာပျောက်ကင်းစေပါတယ်ခင်ဗျာဝိဇ္ဇာကျော်အကျော်ပြေတန်းကြီးလိမ့်စေဟာပြင်ပလင်းရန်အတွက်ဖြစ်ပြီးတောက်သုံးရန်လုံးဝမဟုတ်ပါခင်ဗျာ ကိုယ်စလဲယူကျင်တာပဲဖြစ်ဖြစ်လက်လီလက်ကဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ပေါ်ပြပါဖုန်းနံပါတ်ရဲ့တစ်စင်စုံစမ်းမေးမြန်းပြီးတော့ဝယ်ယူနိုင်တယ်နော်အမျိုးမျိုးနဲ့ရက်ကစေးဆိုင်တွေမှာလည်းဝယ်ယူလို့အားပေးလို့ရပါတယ်ရှင်ဈေးတိုင်းရဲ့ Page Messenger Viber ကနေလည်းဝယ်ယူအားပေးလို့ရပါတယ်ရှင် ဝိစာကျော်မှာအကျော်ပြည့်တန်းကြီးလေးစိအပြင်စီးချိုယောဂတောက်ဆေးနဲ့သွေးတိုးယောဂတောက်ဆေးကိုပါထပ်မံထုတ်လုပ်ထားပါတယ်ရှင် ကဲဒါဆိုရင်တော့ကျွန်တော်တို့ဝိဇ္ဇာကျော်စေးတက်ရဆိုရင်အကျော်ပြေဒဏ်ကြေလင်းစေးနေမကဘဲနဲ့သွေးတိုးစီးချိုအတွက်ပါထပ်မံထုတ်လုပ်ထားပါတယ်ကဲကျွန်တော်ပြည့်သက်ကြီးစီးချိုယောဂခံစားနေရပြီလား ဝိဇ္ဇာကျော်ကိုတတိယလိုက်ပါ သွေးတိုးယောဂရှိနေပြီလား ဝိဇ္ဇာကျော်ကိုတတိယလိုက်ပါ ညောင်းညာကြိုက်ခဲတဲ့ဝေဒနာခံစားနေရပြီလား ဝိဇ္ဇာကျော်ကိုတတိယလိုက်ပါ ကျွန်တော်ပြည့်သက်များအားလုံးပဲအခုပဲဝိဇ္ဇာကျော်တိုင်းရေးဆေးကိုသွားပြီးတော့မြန်မြန်လေးဝယ်လိုက်တော့နော်ကျွန်တော်တို့အားလုံးကတော့ ဝိဇ္ဇာကျော်မှာဝိဇ္ဇာကျော်